နေပြည်တော်လယ်ဝေးရှိစစ်တပ်၏ခမရ410ပူးပေါင်းတပ်စခန်းတိုက်ခိုက်ခံရပြီးနောက်စစ်တပ်ကကြေးရွာများကိုဆက်တိုက်ဘုံကျဲမှုပြည်သူ13ဦးသေဆုံးမြေပြင်မှစစ်ကြောင်းထိုးနေ၍ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရနေပြည်တော်လယ်ဝေးမြို့နယ်ရှိအကြမ်းဖက်စစ်တပ်၏ခမရ410ပူးပေါင်းတပ်စခန်းတိုက်ခိုက်ခံရပြီးနောက်အကြမ်းဖက်စစ်တပ်ကကြေးရွာများကိုဆက်တိုက်ဘုံကျဲပြီးမြေပြင်မှစစ်ကြောင်းထိုးနေ၍ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းဒေသသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ22ရက်နေ့တွင်လယ်ဝေးမြို့နယ်ရှိအောင်ချမ်းသာရွာတစ်ဖုန်ကြီးကျောင်းအတွင်းစခန်းထိုင်တပ်ဆွဲထားသောခမရ410ပူးပေါင်းတပ်စခန်းတိုက်ခိုက်ခံရပြီးနောက်အကြမ်းဖက်စစ်တပ်ကတန်တောင်မြောက်ပိုင်းဒေသရှိကြေးရွာများကိုလေရင်ဖြင့်ပေါင်900ဘုံများနေ့စဉ်ကျဲချတိုက်ခိုက်နေပြီးမြေပြင်မှလည်းအင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရသည်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလက်ရှိချိန်တွင်မြေပြင်မှလည်းစစ်ကြောင်းများအင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာသောကြောင့်ပြည်သူများရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည့်လက်ရှိမှာစစ်ခွေးတွေဘက်ကအင်အားကနေရာစုံဖြစ်ပြီးပင်မစစ်ကြောင်းကတော့ရေနီကနေတန်တောင်မြောက်ပိုင်းထဲအထိတိုးလာတဲ့လေကြောင်းနဲ့လည်းဘုံကျဲတိုက်ခိုက်တာနေတိုင်းနီးပါးကိုလုံနေတဲ့ပေါင်900ဘုံတွေပဲစက်တိုက်ကိုကျဲချနေတာပြည်သူတွေထိခိုက်ဒေဆုံးမှုရှိတယ်အခုကရွာလုံးကျွတ်နီးပါးကိုတိမ်းရှောင်နေရတာဆိုတော့ဘယ်နှဦးထိခိုက်ဒေဆုံးတယ်ဆိုတာအတည်ပြုဖို့ခက်နေတယ်ဟုဒေတာသတင်းရင်းမြစ်ကပြောဆိုသည့်စစ်တပ်၏ခမရ410ပူးပေါင်းတပ်စခန်းသိမ်းတိုက်ပွဲအတွင်းစစ်တပ်ဘက်မှဗိုလ်မှူးထွန်းထွန်းလင်းအပါအဝင်10ဦးထပ်မံတေဆုံးကအမျိုးအစားတနက်၄လက်ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရသည်ဧပြီလ24ရက်နေ့နေပြည်တော်နှင့်အဆက်ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်လိတ်တုံမြို့နယ်ခွဲအတွင်းရှိဘုံတောင်ကျေးရွာကိုစစ်ကောင်စီမှလေရင်3စီးဖြင့်အကြမ်းဖက်ဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ကလေးငယ်များအပါအဝင်ဒေသခံပြည်သူ12ဦးသေဆုံးသွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်